အားမဲလင်တာမှာခုတစ်ခါကတော့ဂျပန်ချက်ဥလိတ်ဆိုတဲ့တာမာကိုလေးကိုလှုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံး Honda ရှိထည့်ပါတယ် Honda ရှိမထည့်တော့ Honda C ထည့်ပေါ့ကွာဓာတ်စီ engine 1လေးအနေနဲ့ထည့်ပြီးတော့ shape ပလိုက်ပါတယ်ပြီးရင်အနေငယ်နွားနှုတ်ထည့်ပါမယ်နွားနှုတ်မရှိရင်လူနှုတ်ထည့်ပေါ့ကွာလူနှုတ်ထည့်ပေးရနဲ့ဘလို့ခေါ်မလဲနည်းနည်း shape ပြီးတော့တုပ်ပိုးလေးတွေကိုစကားလေးနဲ့စစ်လိုက်မှာဖြစ်ပါတယ်စကားနဲ့စစ်တာအားနဲ့တော့မဟုတ်တော့စီစီလေးဖြစ်အောင်တော့အရင်ဦးဆုံးအိုးလေးကိုစီစွတ်ပါတယ်ကျုပ်လေးကိုစထည့်ပါတော့မယ်ထည့်လိုက်တဲ့အချိန်မှာအိုးလေးကိုပြန့်သွားအောင်ထည့်ပြီးတော့အနေနဲ့ကြာလာတဲ့အချိန်မှာတူလေးနဲ့ခောက်မှာဖြစ်ပါတယ်တူမအောင်ပြောတာမဟုတ်ဘူးနော် chopstick ကိုပြောတာအိုးလေးကိုအတာလေးမပြီးတော့ထည့်ရပါတယ်ကြမ်းကြမ်းကြီးလုပ်ရင်တော့အဆင်မပြေဘူးပေါ့ကွယ်ကျုပ်ပြန်ထည့်တဲ့အချိန်မှာကျုပ်ဖင်လေးကိုအနေနဲ့မပြီးတော့ပြန်လိတ်ပြန်ခောက်ဒီလိုပဲအထားကြကြလိုက်သွားအောင်ပါပဲကိုက chopstick လေးနဲ့မလုပ်တတ်ဘူးဆိုရင်တော့ rubber လို့မဟုတ်ပါဘူး rubber ရောင်းမလို့ပုံစံရှိပါတယ်အဲ့ဒါလေးနဲ့လှုပ်ကျင်လို့ရပါတယ်ထိလိုက်ထုတ်လိုက်ပေါ့ကျုပ်လေးကိုပြန်မထည့်ခင်မှာအိုးလေးကိုအမြဲတမ်းစီစွတ်ရပါတယ်စီမစွတ်ရင်တော့ကျုပ်လေးကပ်ပြီးတော့စုပ်ပြတ်တက်သွားမှာဖြစ်ပါတယ်အိုးကိုစီစွတ်တဲ့အချိန်မှာလေစီလေးကိုပါလေးပဲဆွတ်ရပါတယ်စီအရင်များလည်းမကောင်းပါဘူးကျုပ်လိတ်လေးကိုပြီးပြီဆိုတော့ထရံလေးနဲ့ပုံတွင်းပြီးတော့ခဏလောက်လိတ်ထားပါမယ်ပြီးရင်တော့ထမင်းကြော်ဖို့အတွက်အမိုက်လေးတွေဟန်တာစီလေးတွေထည့်ပြီးတော့ငပိရည်လေးတွေအင်ဂျင်ဝမ်လေးတွေထည့်ပြီးတော့ထမင်းကြော်ဖို့အတွက်စပြင်ဆင်ပါတော့မယ်အိုးလေးကိုအပူပေးပြီးတော့စီစွတ်ပါတယ်ပြီးရင်ထောပါစီတွေတက်ဥတွေထည့်ထမင်းတွေထည့်ပြီးတော့လော်ပါတယ်မင်းကိုမြင်မြန်ဆက်ဆက်လော်နေတဲ့အချိန်မှာပဲပြင်ဆင်ထားတဲ့အရတာအရင်ငပိရည်အင်ဂျင်ဝမ်လေးကိုထည့်ပြီးတော့တပံပြန်လောပါတယ်ညီညွတ်ချမင်းကျော်ကောင်းကောင်းနဲ့အရချင်းကိုကြားချင်တယ်ဆိုတော့ညညဆိုင်ချင်းကိုလာအမင်းတို့ရပါလေညီချမင်းကျော်လေးကတော့ဘလို့ခေါ်မလဲငါးချင်းခိုင်းဆိုရင်အတိုင်းပဲတက်ညွန်မင်းလေးကိုထည့်တက်ညွန်ကျော်လေးကိုထည့်ပြီးတော့အနေထားကာလာလေးကိုတစ်ချက်ကြီးပေါ့ကွယ်တက်တာနဲ့တမင်းကျော်လေးနဲ့တွဲချမှုဆိုရင်ခဏလုံးဝချင်းထားရင်ချက်ဦးလေးလေးကိုပြပြီးတော့အင်ဂျင်ဝိုင်လေးနင်းနင်းထည့်ပြီးတော့မျိုးလို့ရတဲ့အနေထားရှိပါမီအကျုံးကိုညညွတ်ညင်ပါရင်ဝဇက်အောင်ဝဲလိမ့်တယ်မှာဒီနေ့ကတော့စက်နှလုံးသားလေးကိုကစားသွားမှာဖြစ်ပါလေယကီတူတွေအတွက်စက်နှလုံးသားလေးကိုပြင်ဆင်တဲ့နေရာမှာလဲမလိုလားအပ်တဲ့အစီဖက်လေးတွေကိုဖယ်ပြီးတော့အထဲမှာရှိနေတဲ့ယာတီဖက်လေးတွေကိုဖေထုတ်ရပါတယ်ဒီလိုဖြေးလန်ပြီးတော့ဖေထုတ်ရပါတယ်မဲတို့ကြည့်နေတဲ့လူကတော့ဘလို့ခံစားလဲတော့မသိဘူးကျွန်တော်ကတော့ဒီစက်နှလုံးသားလေးကိုဓာတ်လေးဖြတ်တဲ့အချိန်မှာထိတ်ကျိန်းနေကျွန်တော်ကင်တဲ့ဓာတ်အရန်ထက်တော့လဲလက်ထိတ်တွေကျိန်းနေလို့ပြောတာလူလင်းဂျပန်ယာကီတိုတွေဆိုင်တိုင်းမှာချက်နှလုံးသားအောင်အကင်အတွက်ဆိုဒီလိုလေးပြင်ဆင်လက်ရှိပါတယ်တကယ်လို့မိတ်ဆွေကဂျပန်ယာကီတိုတွေဆိုင်မှာလောက်ဘူးကျင်နေဆိုရင်တော့ဒီလိုချက်နှလုံးသားလေးကိုဒီလိုလေးပြင်ဆင်တက်ရမှာဖြစ်ပါတယ်ကြည့်သွားတော့စောက်လုံးလေးနဲ့ကျွန်တော်ကင်တဲ့ချက်နှလုံးသားထဲမှာအရန်ချစ်ခဲ့ကြတဲ့ချက်မကြီးနဲ့ချက်ဖကြီးတို့တာပါခဲ့မယ်ဆိုတော့သူတို့ဝင်းကြီးလေးတွေကတော့ကျွန်တော်ရဲ့ဘေးနားမှာနေပြီးတော့អော်နေမှာပဲနော်လူသားတွေရက်ဆက်လိုက်ကြတာရုံးမှလိုက်ကြတာဆိုပြီးတော့ငုံနေမှာပဲနော်ကျွန်တော်စက်နှလုံးသားလေးကိုလုံးနေတဲ့အချိန်မှာကျွန်တော်ခေါင်းထဲမှာစဉ်းစားမိတာတခုရှိရအရင်လဲပီတိဖြစ်တယ်ပေါ့နော်အော်လို့ကျွန်တော်မြန်မာနိုင်ငံကလူဖြစ်ရတာအတက်ကိုကန်ကောင်းတာပဲလို့ဘောလုံးကြာစီတော့မှစင်တိုမဝက်ပဲနဲ့ကွာကဘာဖလားတချင်းဆိုပဲဝင်ဆိုလိုက်တယ်မသိရင်မြေဩဇာကြော်ညာတချင်းကြနေရမယ်မြန်မာအော်ဘာကောင်းဆိုပါဖြက်ပြီးသားစက်နှလုံးသားလေးကိုလည်းရေနဲ့ပြအောင်ဆဲရပါတယ်တန့်ရှင်းနေအောင်ပေါ့ခမရတို့နှလုံးသားကိုလည်းတန့်ရှင်းနေအောင်ထားနော်နှလုံးလာမှစိတ်ထားလာမှရုပ်လာတယ်တဲ့ရေဆေးပြီးသားချက်နှလုံးသားလေးကိုကြီးစင်ငင်လိုက်စီးပြီးတော့ဒုံးနဲ့ထိုးမှဖြစ်ပါတယ်။ချက်နှလုံးသားလေးကိုလည်းဒုံးနဲ့ထိုးတဲ့အချိန်မှာဒုတ်ပေါ်လို့မရပါဘူး။ဒုတ်လေးကိုမြုံနေအောင်ထိုးရပါတယ်။နှလုံးသားကိုလောဒုံးနဲ့ထိုးတာနဲ့အစားထိုးတာပဲဟာပိုကောင်းလဲဆိုတော့မတွေ့ခေကြရင်ပိုကောင်းတာပေါ့ကွယ်။ဒုံးနဲ့ထိုးပြီးရင်တော့ဘေးသားလေးတွေကိုညီနေအောင်ဖြတ်ပေးလိုက်ရပါတယ်။လှလှပပလေးဖြစ်အောင်ပေါ့။ကြံရလဲတခုဝင်မယ်နော်မိတ်ဆွေဟာကဲအော်အတွင်းမှာရှိနေပြီကျွန်တော်ရဲ့ဆိုင်လေးကိုလာအားပေးမယ်ဆိုရင်တော့မော်ပီရပါလာဆိုတဲ့ကုတ်လေးနဲ့အတူ 10% discount ရမှာဖြစ်ပါတယ်ဖော်လို့ထားဖို့တော့လိုတာပေါ့နော်ချက်နှလုံးသားလေးကိုဒုံးနဲ့ထိုးတဲ့အပိုင်းတော့ပြီးပါပြီပြီးရင်တော့ချက်စအိုလေးကိုကစားမှာဖြစ်ပါတယ်တလုံးယူလိုက်တယ်ကစားလိုက်တယ်ဘေးနားမှာထွက်နေတဲ့ဖောင်းဖောင်းလေးအရန်ကိတ်တာပဲချက်ဖင်ရလဲဖောင်းဖောင်းလေးကိုပဲဓာတ်နဲ့လီးထုတ်ပြီးတော့ရွေးယူရပါတယ်အယိုးလေးတွေပါရင်လည်းဖေးထုတ်ပေးရပါတယ်တခါတည်းကျအမွေးတွေထိုးပါတယ်ချက်ကလည်းဂျုတ်တွေမဆောင်လားမတည်ဘူးဇာကနာလေးတောင်မဆောင်အမွေးတွေပဲထုတ်နှုတ်ပေးနေရတယ်ကျွန်တော်ဒီလိုပြောပြီးတော့တင်တာအရင်ရိုင်းသွားတာတချို့လူတွေဆိုပေါ်တင်ရင်းဆဲပြီးတော့တင်တော့ဘာမှမဖြစ်ဘူးလားကျွန်တော်ရဲ့ဒီလို report တင်ထုတ်ပါညာလုပ်တဲ့ကောင်လေဒီဘဝမှာလူဖြစ်မှာတင်ချတယ်ချက်ဖြစ်ရင်ကလည်းဘောထုတ်လို့ဘာလို့လုံးနဲ့
ကျွန်တော်စိတ်ထားလေးကတော့ရိုးရှင်းတယ်ဗျကျွန်တော်မကြိုက်ဘူးကျွန်တော်မကြည့်ချင်ဘူးကြော်ပလိုက်တယ်ဘာမှထိုင်လည်းမဆေးဘူးဘာမှဘွာလည်းမလုပ်ဘူးဟာတော့ပေးတာပေါ့နော်ရီစရာလေးပါသွားရင်တော့ကဲချက်ပြင်အောင်ပဲအာယုံစိုက်ကြဆိုဒီချက်ပြင်လေးကိုလေဒီလိုဘေးနာအသားလေးတွေဖယ်ပြီးတော့သူ့ရဲ့အယိုးနှုတ်လေးတွေကိုဖယ်ရပါတယ်ဒီအရွတ်လေးတွေလိပ်ပြလို့အဲ့ဒါလေးကိုလေဖယ်ရပါတယ်ပြီးရင်ဖင်ကိုကြီးစင်ငင်လိုက်စီးပြီးတော့တုံးနဲ့ထိုးရပါတယ်ပြီးရင်ရှိတယ်ဒုတ်ကြီးတယ်ဗျဒုတ်ကိုဒုတ်လို့မပြောရင်ဘာဘလို့ခေါ်မလဲဝက်လုံးကြီးလို့ပြောရမလားစားရတော့ချက်ပင်ကင်လေးကတိတ်မလားတော့ကျွန်တော်ကင်စားလိုက်ပါတယ်ဟာကြီးစမ်းပါအောင်ချက်ပင်ကင်လေးဖင်ကင်လေးကြွေရွာပြီးတော့စားလို့ကောင်းပါပဲဒီနေ့ကျွန်တော်ဗီဒီယိုရဲ့ပေးချင်တဲ့ message ကနှလုံးသားကိုလေးစားပြီးတော့ဖင်ကိုတုံးနဲ့ထိုးထားရဆိုတဲ့အကြောင်းပါပဲလူသားအပေါင်းတို့သဘောသားကြည့်ကြပါစေဝဇက်